ကြီးမကောင်းဘူးကျွန်တော်လေပြတ်လာ3နှစ်ကျော်သွားပြီတကယ်ချင်းအတွက်ကောဘာလို့ပြောချင်လဲကောင်းရမယ်ဟိုကရောက်ပါပြီဗျာကျွန်တော်တကယ်ချင်းဒီလေးဒီလိုတရားဝင်ခေါ်ဖို့ကတယောက်ကတရားဝင်ဆုံးသွားပြီဆိုတော့အဲ့ဒါလည်းနှမျောဖို့ကောင်းတာစင်မကောင်းဖြစ်မိတော့အဲ့ဒီကသူ့မပြောပါနဲ့ပြောထားတာဘာဖြစ်လို့လဲဆိုကိုရီချင်းချင်းအခြေအနေသိနေတာသူကမသိပါနဲ့ပြောတဲ့လူကသူ့ကိုယ်သူနောက်ဆုံးလူမှန်သူမသိကြဘူးလေအဲ့တော့ကိုရီးယားသိပြီးသားလူတွေဆိုတော့ရအောင်တော့သွားလိုက်အောင်လှုပ်ရှားကြီးကလှုပ်လိုက်အောင်အသိပေးတတ်တယ်ပေါ့ကဲမိတ်ဆွေများလုံးမင်္ဂလာပါဒီခါတော့ကိုပန်းတီရဲ့နိုင်ရေးကိုကျွန်တော်တို့ဗီဒီယိုကြည့်လိုက်အောင်ပေါ့နော်ကျမကြီးမကောင်းဘူးကျွန်တော်လေပြတ်လာ3နှစ်ကျော်သွားပြီ3နှစ်တော့ရှိနော်လေပြတ်တော့ကောင်းရမယ်ဟိုကရောက်ပါပြီဗျာကျွန်တော်တကယ်ချင်းရုပ်မနေ့ရုပ်ကြတော့နော်တရားဝင်ခေါ်ဖို့ကတယောက်ကတရားဝင်လူကဆုံးသွားပြီဆိုတော့အဲ့ဒါလည်းနှမျောဖို့ကောင်းတာစင်မကောင်းဖြစ်မိတော့အဲ့ဒီကသူ့မပြောပါနဲ့ပြောထားတာဘာဖြစ်လို့လဲဆိုကိုရီချင်းချင်းအခြေအနေသိနေတာသူကမသိပါနဲ့ပြောတဲ့လူကသူ့ကိုယ်သူနောက်ဆုံးလူမှန်သူမသိကြဘူးလေအဲ့တော့ကိုရီးယားသိပြီးသားလူတွေဆိုတော့ရအောင်တော့သွားလိုက်အောင်လှုပ်ရှားကြီးကလှုပ်လိုက်အောင်အသိပေးတတ်တယ်ပေါ့ဘယ်လက်နော်ဘယ်လက်ကျွန်တော်အားပေးနေပြည်သက်ရန်ကိုကျေးဇူးတင်ပါတယ်အခုကျွန်တော်ရဲ့ကျမ်းမာရေးမကောင်းလေဖြတ်တာ3နှစ်ကျော်သွားအားကြောင့်ကျွန်တော်စကားတွေလည်းအများကြီးမပြောနိုင်ပါဘူးတကယ်ချင်းတကယ်ခံစားရတာလေးခံစားချက်တွေပါမတရားတွေကတော့အများကြီးပဲဟုတ်အခုဇီတီလေသူကျမ်းမာရေးမကောင်းနေကြလာတာပညာမှာပွားမှာနော်မတရားသူရောက်လာပဲသူလေဘယ်လောက်ထိသူတငယ်ချင်းရဲ့နောက်ဆုံးဒါလည်းစေးုံနဲ့သူသွားတွေ့တယ်စေးုံကြီးလည်းသွားတွေ့တယ်ဟိုဟာအဲ့ဒီကသူ့မပြောပါနဲ့ပြောထားတာဘာဖြစ်လို့လဲဆိုကိုရီချင်းချင်းအခြေအနေသိနေတာသိနေတဲ့ခါမပြောပါနဲ့လားတဲ့ဟာလည်းဒုက္ခရှိတယ်လေဆိုတော့အဲ့ဒါမသိပါနဲ့ပြောလဲသူကမသိပါနဲ့ပြောတဲ့လူကသူ့ကိုယ်သူနောက်ဆုံးလူမှန်သူမသိကြဘူးလေအဲ့တော့ကိုရီးယားသိပြီးသားလူတွေဆိုတော့ရအောင်တော့သွားလိုက်အောင်လှုပ်ရှားကြီးကလှုပ်လိုက်အောင်အသိပေးတတ်တယ်ပေါ့မသိပါနဲ့ပြောထားတဲ့ဟောအသိပေးခြင်းတော့မဟုတ်ဒါပေမဲ့ပြောတဲ့လူကသူနောက်ဆုံးအခြေအနေမှမသိတဲ့ခါကျကိုရီးယားသိတော့လှုပ်ရှားကြီးကလိုက်လှုပ်ကြတယ်ကျွန်တော်ဇီးပြီးပါကျွန်တော်ကျမ်းမာရေးမကောင်းဘူးကျွန်တော်လေပြတ်လာ3နှစ်ကျော်သွားပြီတကယ်ချင်းအတွက်ကောဘာလို့ပြောချင်လဲကောင်းရမယ်ဟိုကရောက်ပါပြီဗျာကျွန်တော်တကယ်ချင်းကောင်းရပုံစင်မကောင်းဖြစ်တယ်ဆိုတာတော့ဒီတဲ့အတိုင်းပဲလေဒါအထူးထူးလည်းပြောစရာမလိုတော့စင်မကောင်းဖြစ်တာပေါ့နှမျောတာပေါ့နှမျောတာပေါ့စင်မကောင်းဖြစ်တာပေါ့ဒါကဘလို့စင်မကောင်းဖြစ်လဲဆိုတာတော့ပြောပြဖို့ကဒါတော်တော်ခက်သွားပြီကိုလေဒါကတိမ်တဲ့စင်းလဲလိုက်ပြောကြမလို့တော့ခါကြတော့ကိုပတ်ဝန်းကျင်ကလူတွေအကုန်လုံးသူတို့တာဝန်ကြည်လုပ်ပြီးဝါနိုင်တယ်ပေါ့အဲ့ဒီဟာလေးပေါ့ဒါပြီးတော့လမ်းသူ့ဘန်းကိုကြီးလိုက်တဲ့ခါကျတော့ဘာပြီးတော့ကိုတွေရဲ့ဆောင်ဖို့လိုပါပဲစီလုံးချင်းရဲ့အင်အားညီညွတ်ချင်းရဲ့ပြရုပ်ဆိုလိုပါပဲနောက်ဆုံးထွက်တဲ့ဒီအဲ့အင်အားတွေအဲ့ပြရုပ်တွေနဲ့ရှိနေကြတာဒါပေါ့ဒါအများပုံလုံးမှာဒီလေးတွေရဲ့ဆောင်ဖို့ပဲစီလုံးချင်းရဲ့အင်အားညီညွတ်ချင်းရဲ့ပြရုပ်ပါဒါပါတော့တီးတဲ့အချိန်ကစပြီးတော့ဒါဆေးရောက်ပါနော်နောက်ဆုံးသိရချင်းလို့ဖြစ်တဲ့ခါကျတော့ဘာလို့ဒီလိုလုပ်ပြရမှာမသိဘူးဟုတ်တယ်သိတဲ့ချိန်ဆိုတော့ဟိုကချိန်မြေးဖြစ်သွားနိုင်တယ်ဆိုတာစသိတာပေါ့အဲ့လိုဆိုတော့ဒီကဆိုကိုဘယ်တော့လုပ်ပြရမလဲဘာလုပ်ပြရမလဲတော့အဲ့လိုမျိုးစဆင်းရလာမယ်ပိုင်းဖြစ်သွားတယ်ဒါပေမဲ့ तू ကထွက်ခံနေထွက်ခံနေဒီသတိပြန်လဲလာတဲ့ तू ကိုမှတ်မိတယ်သတိပြန်လဲလာတိုင်းမှတ်မိတယ်လစ်သွားတဲ့အကြောင်းအရာတွေကြောင်ဝန်ထမ်းတွေပေါ့ခုနကတော့ပြောသူစီမှာဘယ်လိုလာခေါ်နေလဲလို့ဘာလို့များလဲဒါမျိုးပေါ့ဒါရိုက်ဟိုမှာ TTT တို့ပါဆိုင်းနေပါအဲ့လိုမျိုးတွေသူဒီပေါ်မှာတော့ရှိနေတာပေါ့စိတ်တွေကလုပ်ချင်မိုးတီလေးကြီးဆိုတာတော့၄ယောက်လုံးခေါ်တာပေါ့လေ၄ယောက်လုံးခေါ်တာဆိုတော့တယောက်တည်းချင်းတတိယောက်တည်းချင်းနှစ်တီးပေါ့
ဘုံလုံးတက်ရှိတင်ရရှိနေသမျှကာလပတ်လုံးပြီးလေးဒီလိုခေါ်လို့ရနေသေးတော့ဟိုစိတ်ထဲမှာခံစားချက်ကတော့ပြီးလေးဒီလိုတရားဝင်ခေါ်ဖို့ကတယောက်ကတရားဝင်ဆုံးသွားပြီဆိုတော့အဲ့ဒါလည်းမမျိုးဘူးကောင်းတာစင်မကောင်းဖြစ်မိပါဘူးဒီမို့ဆူတောင်းစကားရောသစ္စာစကားလည်းဖြစ်တာပေါ့အမြဲတမ်းဆူတောင်းပေးနေတဲ့စကားလည်းဖြစ်တာပေါ့ကောင်းရသူဒီလာပါစီဆိုတာတက်ကိုလာရတီးတီးကောင်းပါစေပဲပေါ့နော်ဒါပဲပြရမှာနိုင်တဲ့ခုနကမိသားစုတွေနေနေကိုရီးယားလက်ရှိအခြေအနေမှာတန်ခါကုံပဲအားကိုးရမှာအချို့ကိစ္စတွေအဲ့တော့အဲ့လူတွေလည်းဖိတ်တော့ဆင်တော့မဟုတ်ဘူးလေအပြည့်စုံရရှိကောင်းတဲ့ဟာတွေဖြစ်ပါတယ် ဒီဗီဒီယိုကတော့ပတ်လာပါပဲကျွန်တော်တို့နောက်ထပ်တစ်လေးကောင်းတာလေးတွေ့ရင်ကျွန်တော်ထပ်ပြီးတင်ပြပါမယ်နော်ကျေးဇူးများတင်ပါတယ်